အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အခုဧပြီလတွင်းမှာရှင်ပြိုင်ကစားတော့ရမယ်မြန်မာ U17 ခွန်တင်ရဲ့2026 U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာမြန်မာ U17 ခွန်တင်ရှင်ပြိုင်ကစားတော့ရမယ်အုပ်စုတွင်ပြိုင်ဘက်တွေရဲ့အကြောင်းကိုသိရှိထားသလောက်စူးစီးတင်ဆက်ပေးကြပါမယ်လက်ရှိချိန်မှာနီးပြချုပ်ဦးကျော်စရာကင်တွယ်နေလက်ရှိတဲ့မြန်မာ U17 ခွန်တင်ကအခုဧပြီလတွင်းမှာတော့အင်ဒိုနီးရှားနိုင်ငံကနေအေရှန်ဖြစ်လက်ခံကျင်းပသွားမယ်2026 U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ရောက်ရှင်မရမှာဖြစ်ပြီးတော့အုပ်စုတွင်ပြိုင်ဘက်တွေနဲ့ထိုင်းတဲ့လာအိုတဲ့ဖိလစ်ပိုင်တဲ့နေနဲ့တအုပ်စုတွေကြားရောက်နေလဲရှိပါတယ်မြန်မာ U17 ခွန်အသင်းဟာ2026 U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်အနေနဲ့လာအိုတဲ့နဲ့စတင်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်လာအိုတဲ့ဟာအုပ်စု B မှာတော့အင်အားနည်းဆုံးအသင်းဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်လက်ရှိချိန်မှာလာအိုအသင်းကိုတော့ထိုင်းနိုင်ငံသားနီးပြစပရက်ချိုင်ကကိုင်တွယ်နေလဲရှိပြီးတော့လာအိုလီမှာခြေစွမ်းပြနေကြတဲ့လူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းလာခဲ့တာဖြစ်ပါတယ်လာအိုအသင်းဟာ U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာကြီးမားအောင်မြင်မှုမရရှိခဲ့ဘူးတဲ့အသင်းတစ်သင်းဖြစ်တယ်လို့အခုပြိုင်ပွဲမှာလည်းအင်အားနည်းဆုံးအသင်းတွေကတစ်သင်းဖြစ်သတ်မှတ်ခြင်းခံထားရတာကြောင့်အဖွင့်ပွဲစဉ်မှာမြန်မာအသင်းအနေနဲ့လာအိုအသင်းကိုမဖြစ်မနေအနိုင်ကစားဖို့ကတော့လိုအပ်နေလဲရှိပါတယ်ဖိလစ်ပိုင်အသင်းကတော့မြန်မာအသင်းနဲ့ခြေစမ်းပိုင်းမှာကွာဟမှုနေပါတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဖိလစ်ပိုင်အသင်းကိုဖိလစ်ပိုင်လိဂလူငယ်ကစားသမားအများစုအပြင်စပိန်ကနေဒါပေါ်တူဂီအမေရိကန်အစရှိတဲ့နိုင်ငံတွေကဘောလုံးကယ်ရီမှာတွားရောက်ကစားနေကြတဲ့ဖိလစ်ပိုင်လူငယ်ကစားသမားတချို့ကိုပြန်လည်ရွေးချယ်ထားပြီးတော့နီးပြချုပ်ဖြစ်ဂျပန်နိုင်ငံသားနီးပြတက်ဆူရိုကဂိုင်တွယ်နေလဲရှိပါတယ်U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့မှတ်တမ်းတွေတလျှောက်တော့ဖိလစ်ပိုင်အသင်းဟာအောင်မြင်မှုရရှိမှုမရှိဘူးပေမဲ့အခုနှစ်မှာတော့ပုံစံကောင်းရရှိဖို့အကောင်းဆုံးစုဖွဲ့မှုတွေနဲ့ပြင်ဆင်ထားလျက်ရှိတာကြောင့်မြန်မာအသင်းအနေနဲ့ဖိလစ်ပိုင်အသင်းကိုသတိထားပြီးရှင်ပြိုင်ကစားဖို့တော့လိုအပ်မှာဖြစ်ပါတယ်ထိုင်းအသင်းကတော့ U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာချန်ပီယံဆုဖလားကိုရယူဖို့အတွက်ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့မြန်မာအသင်းထက်လည်းတာလွန်ကောင်းမွန်တဲ့အသင်းကောင်းတစ်သင်းဖြစ်ပါတယ်ထိုင်းအသင်းဟာ U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက်ထိုင်းလိဂလူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားပေမဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်လူငယ်အသင်းကဆေးဘာမက်ကိုထည့်သွင်းရေးချယ်ထားတယ်လို့လည်းသိရှိရပါတယ်ထိုင်းအသင်းဟာ U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းတွေကတစ်သင်းဖြစ်တာကြောင့်မြန်မာအသင်းအနေနဲ့ထိုင်းအသင်းနဲ့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်မှာတေးရလက်ထွက်ဖို့အောင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့မြန်မာအသင်းတို့ခြေနဲ့ဆရာပွဲစဉ်ဖြစ်သတ်မှတ်သွားရမှာဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့2026 U17 ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာမြန်မာ U17 ခွန်အသင်းရှင်ပြိုင်ကစားတော့ရမယ့်အုပ်စုတွင်ပြိုင်ဘက်တွေရဲ့အကြောင်းကိုသိရှိထားသလောက်စူးစီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်